ဒီလိုတိုင်ရအဲ့ဒီကျေးဇူးတလုံးဟာအရှင်ကကျမတို့သိရှိခဲ့တာချက်ပြီးအဲဒီများပါလေဆိုတာကိုလည်းသိရှိလာရပါတယ်။နေဟာကမ္ဘာနဲ့ကီလိုမီတာပေါင်း350အကွာမှာရှိပြီးအနည်းတစ်စိမ်တက်လာပေါက်ဝေးတဲ့ကျေးဇူးဖြစ်ပါတယ်။ဒီနေ့အနည်းငယ်မှာရှိတဲ့ဟိုင်ဒရိုဂျင်အက်တမ်ဟာပြင်းထန်တဲ့ဖိအားတွေနဲ့အကျဉ်းကြောင့်nuclear fusion တွေကိုဖြစ်ပေါ်လာစေပြီးhelium အဖြစ်ပြောင်းလဲသွားတာစွမ်းအားနဲ့ photon အပေါင်းကြီးတွေထွက်ပေါ်လာပါတယ်။ဒီရဲ့ဒီပိုင်းကနေပေါက်ပြီးထွက်လာတဲ့ photon စွမ်းအင်ပုံတွေဟာဒီရဲ့မျက်နှာပြင်ပေါ်ကိုတိုးထွက်လာနေပြီးဒီပုံတိုင်းနဲ့ solar flare တွေကိုဖြစ်ပေါ်စေပါတယ်။ solar flare တွေဟာစွမ်းအားနဲ့ခင်းနေတဲ့ကြီး H3 နဲ့ gamma rays တို့ကိုထည့်ရောက်ကြည့်တရားမှနှိမ့်ဆက်တလိုက်စတင်ကြည့်ပြီးစွမ်းအားပြင်းဖို့တော့ပုံပါတဲ့နေလန်းကြီးအများအပြားကိုအာကာသတွေကိုထုတ်လွှင့်နေပါတယ်။ဒီຢာတွေဟာတက်ရှိတဲ့အားလုံးကိုတစ်ခဏအတွင်းတက်ပြေသွားတော့အောင်ဆွဲပြီးချားနေတဲ့တဲ့ကောင်းစားလေးတွေကျမတို့ကိုကောင်းတဲ့ဒီနေ့ဓမ္မနည်းတွေနဲ့ဓမ္မတန်တဲ့စတင်ကြည့်ရှိပါတယ်။ဒီရဲ့နေ့စစ်တန်လိုက်စက်တွေနဲ့တကောင်တို့ကိုကဘာမြေပေါ်မကျရောက်အောင်တွန်းပြန်ပြီးထားတဲ့ကဘာတန်လိုက်စက်တွေဖြစ်ပြီးမှုကြောင့်ဝိပဿနာဆိုင်ရာတန်လိုက်စက်တွေပုံတိုင်း geomagnetic storm တွေဖြစ်ပေါ်လာပြီးကဘာတောင်မျိုးစုံနဲ့ရောက်မျိုးစုံဒေသတွေမှာ ultra အနေနဲ့မျိုးဖြစ်ပေါ်လာစေပါတယ်။နေဟာအလေလက်တန်းစားခြင်းတစ်လုံးလို့ပြောနေတယ်လက်ရှိအချိန်ထိသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိထားတဲ့တရားမှကျေးဇူးတွေနဲ့နှိုင်းယှဉ်တော့အရွယ်အစားအပြင်တိတိတသာသိနေလာပါတယ်။ကျေရီဟာနှစ်တန်းပေါင်းများစွာသိရှိနေနိုင်ပြီးကိုယ်တိုင်ကလမ်းစာတွေကုန်ခန်းသွားတဲ့အချိန်မှာတော့မျက်နှာပြင်တော်မှာရှိနေတဲ့ဟိုင်ဒရိုဂျင်တွေစပြီးလောင်ကျွမ်းပါတယ်။အဲ့ဒီအခါမှာကျေရီဟာမူလရှိနေတဲ့ပမာဏထက်အစပေါင်းများစွာပုံပုံကြီးထွားလာပြီး red giant လို့ခေါ်တဲ့အနီရောင်တရားမှကျေးဇူးတွေဖြစ်လာကြပါတယ်။မိနစ်ပါဝီအငယ်စားအလက်စားကျေးဇူးရဲ့လေးကိုယ်တိုင်ဟာအလူပူပြင်းသိတဲ့ကျေးဇူးပူလေးတွေဖြစ်ကျန်နေကြပါလေ။ကျေးဇူးပူလေးဟာနှစ်တန်းပေါင်းများစွာကြားတဲ့အခါတဖြည်းဖြည်းပြေးသွားပြီးအလေးမထွက်နိုင်တော့တဲ့ကျင်းနဲ့တလုံးဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။နေ့ထက်အရွယ်အစား8ဆလောက်ကြီးမားတဲ့ဂျယ်ရီရဲ့အလေးကိုင်းကတော့စူပါလိုဘာပေါက်ပေးမှုတွေဖြစ်လာတဲ့အထိစက်တိုက်လောင်ကျွမ်းကြပြီးဖိအားတွေကျန်းလာတဲ့အခါမှာကိုယ်ပိုင်ဆွေးမြေအားကိုလွန်ဆန်နိုင်တော့တဲ့ black hole လို့ခေါ်တဲ့အာကာသတွင်းရဲ့ကြီးတွေအဖြစ်ကိုပြောင်းလဲသွားကြပါတော့တယ်။ black hole တော့ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အာကာသတွင်းရဲ့ကြီးတွေဟာလေအာကာသရဲ့အဆုံးသတ်သိရှိရတဲ့အရာခုတည်းပါဘူး။အလုံးပြင်းရနာရဲ့အလေးအမှုကောင်ဘယ်လိုကြောင့်လဲဆွေးနွေးနေတဲ့အာကာသတွင်းရဲ့ကြီးတွေအချိန်ချင်းတိုက်မိကြတဲ့အခါဘာမှဆက်ဖြစ်လာမလဲ။ကယ်လစီရဲ့အာကာသတွင်းရဲ့ကြီးတွေဘယ်လိုသက်သက်ဆက်နေလို့ရှိနေတယ်။ပုံပုံမြန်ဆန်တဲ့ရှိပုံကြီးတနည်းထက်တနည်းပြန်ကားလာတဲ့စကြဝဠာကြီးရဲ့အနာဂတ်ကရောဘယ်လိုရှိလဲဒီစကြဝဠာကြီးမှာကျမတို့ဘာနေပြီးအစားမရှိဘူးရှိသွားမှာဟာကျမတို့ဒီသားတွေနဲ့တရားမှုရန်တဲ့စီရဲ့အတွင်းမှာတရားတာမန်ချေလုံးကိုပြတ်တဲ့အပြာထုတ်ရချိုးပြီးတဲ့လုံးပေါ်မှာအခုလိုစကြဝဠာကြီးရဲ့အကြောင်းကြီးကျယ်ခမ်းနားကဘာကြီးဒီအဲ့ထဲမှာကိုယ်ကြီးစရာလေးခုတ်ပါရှိ这没地比比，မအဲ့တော့ဒီ这个那多啊，别多少，这没地好的呀。ကျေးဇူးတင်ပါတယ်ရှင်